တင်ပါလာခြင်းလို့ဆိုပြီးတော့အောက်ပိုင်းကစားနည်းတွေကိုနေတိုင်းကစားတယ်ဒါပေမဲ့ result ကထွက်မလာဘူးအဲ့ဒါဘာကြောင့်လဲဒီ video မှာအဖြေရှိပါတယ်မင်္ဂလာပါ Jess ဖြစ်ပါတယ်မိန်းကလေးတော်များများကအောက်ပိုင်းလာခြင်းလို့တင်ပါလာခြင်းလို့ဆိုပြီးတော့အောက်ပိုင်းလေးချိန်ခံတွေကိုလိုတာထက်ပိုပြီးတော့စော့တကြပါတချို့ဆိုရင်တစ်ပတ်ကို4ရက်5ရက်ထိစော့တာလေးကျွန်တော်တွေ့ဘူးပါတယ်တကယ်တော့အောက်ပိုင်းကြော်သားတွေကခန္ဓာကိုယ်မှာအကြီးဆုံးကြော်သားတွေနဲ့ဖွဲ့စည်းရတာမို့လို့ကျွန်တော်အနာယူချိန်က48နာရီဝန်းကျင်လောက်လိုရပါတယ်အဲ့ဒါကိုကျွန်တော်တို့ကနားချိန်မပေးပဲဇာတ်တိုက်စော့နေမယ်ဆိုလို့ရှိရင်လိုချင်တဲ့ result ကရမှာမဟုတ်ပါဘူးနောက်တစ်ခုကကျွန်တော်တို့ protein လုံလောက်စွာမစားပေးတာပါအများစုကဘယ်လေးချိန်ခံကအကောင်းဆုံးလဲဘယ်လေးချိန်ခံကတင်မအတွက်အထီးအောင်ဆုံးလဲဆိုတာကိုပဲလိုက်ရှာနေပြီးတော့ဒီ protein စားသုံးမှုအပိုင်းကိုတော့မေ့ထားတတ်ကြပါအကယ်၍ကိုက protein ဘယ်လောက်စားမယ်ဆိုတာမသိဘူးဆိုလို့ရှိရင်ကျွန်တော်တင်ထားတဲ့ video ရှိပါတယ်တွားကြည့်လိုက်ပါနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့တွေးသမျှလေးချိန်ခံပေါင်းစုံကိုအကုန်လုံးကိုလိုက်စော့နေတာဖြစ်ပါတယ်အဲဒီလိုလိုက်စော့နေမှစားတကယ်တကြွနဲ့ဆရာကြီးဆရာမစီကနေအကြံဉာဏ်ရယူပါဒီချင်းချိန်မှာလည်းကိုတက်နိုင်တဲ့အလေးနဲ့နေစနစ်ကြကြဖောင်းမှန်မှန် focus ကောင်းကောင်းနဲ့စော့မယ်ဆိုလို့ရှိရင် result ကတင်လက်ထဲမှာပါအဆုံးထိကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်သဘောကျရဲဆိုရင် follow လုပ်ပေးကြလို့ရပါတယ်အကယ်၍သိချင်တာရှိတာဖြစ်ဖြစ်ဆွေးနွေးချင်တာရှိတာဖြစ်ဖြစ်တခုရှိခဲ့လို့ရှိရင်ကျွန်တော် chat box မှာအခမဲ့လာရောက်ဆွေးနွေးလို့ရပါတယ်နောက် video မှာပြန်တွေ့ကြမယ်